အားလုံးပဲမင်္ဂလာပါဒီနေ့မှာတုတ်ဟူကိုကြိုပြီးတော့တုတ်စားရတယ်မိတ်ဆွေတို့ကိုကြိုနီးရောတုတ်နီးရောအသေးစိတ်လေးကျွန်တော်တင်ပြပေးမယ်လောလောဆယ်မှာတော့ကျွန်တော်ကတုတ်ထားတာဘယ်လိုရတာရှိလဲဆိုတာကိုအရင်စားပြပါမယ်ခင်ဗျာအနက်ကတော့အရန်မှုေးနေတာပဲအနက်ရရုံနဲ့ဘိုက်တောင်ပြည့်သွားတယ်လို့မျိုးပဲဘယ်လိုရတာရှိလဲဆိုတာကိုစားကြည့်ပါမယ်ကြည့်ပါအောင်ပုံစံလေးကနော်စားကျင်စရာလေးပဲအထဲမှာကျွန်တော်ဘာတွေထည့်ထားလဲဘယ်လိုတောက်ထားတယ်လဲဒီလိုမှုမွေးလေးเนาะစားလို့ကောင်းအောင်တုတ်နေလဲအသေးစိတ်ကျွန်တော်ပြောပြထားတာမို့လို့ဗီဒီယိုကိုဆုံးဖြတ်ကြည့်ပေးပါခင်ဗျာကဲအရင်ဦးဆုံးကြော့ရဲ့ချစ်တဲ့ပရိသတ်တွေကိုဦးပြပြလေးတစ်လုံးအရင်ကျွေးပါမယ်အရန်ကောင်းတယ်เนาะကဲကျွန်တော်ကလေးပဲစောက်ရွက်နဲ့လေးရလေးမှုေးပြီးတော့လေသိလားအရင်စားလို့ကောင်းတယ်အနံ့ရလေးနော်အချင်းလေးနဲ့လေဒီလိုတိုးစားရတာလေဘာနဲ့မှမလဲနိုင်ဘူးရိုးလေးမစတင်ခင်မှာကိုကြီးတခုတောင်းချင်ပါတယ်မိတ်ဆွေတို့အပန်းမကြည့်ဘူးဆိုရင်ဖိုလိုဝိုင်းတစ်ချက်နှိပ်ပေးပါလို့တောင်းဆိုချင်ပါတယ်မိတ်ဆွေရဲ့ဖိုလိုဝါတစ်ချက်ကကျွန်တော်တို့အားစေးတစ်ခွက်ဖြစ်နေလို့ပါခင်ဗျာကဲတူတူကြည့်ကြပါမယ်ကဲစားကြပါမယ်အခုကျွန်တော်အသုံးပြုတာကမှုေးပဲမုတ်စိမ့်မှာနေရာတိုင်းမှာဝယ်လို့ရပါတယ်သမင်းချက်တဲ့ခွက်နဲ့လောက်ပဲကျွန်တော်ကကြိုမှာဖြစ်ပါတယ်အရေးကြီးတာကစကားနဲ့စစ်ပေးရမှာဖြစ်ပါတယ်မစစ်ဘူးဆိုရင်အခက်အခဲတွေဖြစ်သွားတတ်လို့ပါကဲစကားနဲ့ကျွန်တော်နှစ်ခွက်အရင်စစ်လိုက်ပါမယ်ခင်ဗျာအရသာအတွက်ကတော့စားလက်ဖက်ရည်စုံတစ်စုံရဲ့အသားမုတ်တစ်စုံရဲ့စွနစ်မုတ်နဲ့ငယ်ထည့်ပေးရမှာဖြစ်ပါတယ်အရေးကြီးတာကရေပါမိတ်ဆွေကရေက4စာထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကပဲစိမုတ်ကိုနှစ်ခွက်ထည့်တာမို့လို့ရေက4ခွက်ထည့်ပေးရမှာဖြစ်ပါတယ်အခုလောဆယ်တော့နှစ်ခွက်ပဲရေထည့်ပါမယ်ကြိုတဲ့ချိန်မှာနှစ်ခွက်ထည့်ပါမယ်ရေလေးထည့်တဲ့ချိန်မှာအခုလိုလေးတွေထည့်ပေးပါရေကနည်းနည်းချင်းထည့်ပြီးတော့မှုရမှာဖြစ်ပါတယ်အရေးကြီးတာကနှံ့အောင်လေးမှုပေးပါခင်ဗျာမနှံ့ဘူးဆိုရင်အခက်အခဲတွေဖြစ်တတ်လို့ပါကျွန်တော်က9မိနစ်လောက်စစ်စီနဲ့မှုလိုက်ရခြင်းဖြစ်ပါတယ်ကဲမှုလို့နှံ့သွားပြီဆိုရင်စားကြိုပါမယ်ခဏဟောပြောခဲ့တဲ့အတိုင်းပဲရေက4စာထည့်ပေးရမှာဖြစ်တယ်ဒါကြောင့်မို့ရေ2စာကိုအိုးထဲမှာအရင်ထည့်ထားပြီးတော့ကျွန်တော်တို့တုတ်ဟူရေလေးတွေကိုထည့်ပြီးတော့ကြိုမှာဖြစ်ပါတယ်အပေါ်ကလည်းစကားနဲ့စစ်မယ်အောက်ကလည်းမှွေပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီလိုချိန်မှာအမြုပ်တက်နေတယ်ဆိုရင်လုံးဝမဖယ်ပစ်ပါနဲ့သူ့ဟာသူနဲ့အမြုပ်တွေကပျောက်သွားမှာဖြစ်ပါတယ်ဒါကြောင့်မို့စိတ်စီလေးနဲ့မှွေပေးပါခင်ဗျာလုံးဝမှွေတာကိုရက်လိုက်လို့မရပါဘူးမိကလည်းပြင်းပြင်းနဲ့မှွေလို့မရပါဘူးမီအေးလေးနဲ့စစ်စစ်ထားပြီးတော့မှွေပေးပါခင်ဗျာပဲစဲနှံ့တွေပျောက်တဲ့ထိကိုမှွေပေးရမှာဖြစ်ပါတယ်အနက်တွေရှိသေးရင်ထပ်မှွေပါကဲအခုလိုမျိုးအနေထားရောက်လာပြီဆိုရင်တော့စီနှဲငယ်ထည့်ပြီးတော့ထပ်မှွေပေးပါခင်ဗျာကဲတိုးလေးတော့ကြိုလို့ပြီးပါပြီဖိတ်ဆွေအေးခံမဲ့လင်းပန်းဘကန်ချီလေးနှဲငယ်တုတ်ပြီးတော့အေးခံရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကတ်တက်လို့ပါအေးခံပြီးရင်တော့တုတ်စားလို့ရပါပြီခင်ဗျာကဲကြည့်စမ်းပါဦးခင်ဗျာတို့လေးကပျော့ပျော့ဤလေးနဲ့စားကျင်စရာပဲကဲတုတ်စားကြည့်ကြမယ်အတုတ်ထဲမှာပါဝင်တဲ့ပစ္စည်းတွေကတိတ်မခက်ပါဘူးတို့ဟူရဲ့ကြက်သွန်စီချက်ရဲ့ကြက်သွန်နီရဲ့ကော်ဖီရဲ့စောက်ရွက်ရဲ့ဖြစ်ပါတယ်ဒါတွေနဲ့ပဲတုတ်မှာဖြစ်ပါတယ်ရတာအတွက်ကချုံမုတ်နှဲငယ်ရဲ့ငရုတ်တီအကြက်မုတ်ရဲ့နံပြာရည်နှဲငယ်ရဲ့မကြီးရည်ရဲ့ကြက်သွန်စီချက်နဲ့အသားမုတ်လေးဖြစ်ပါတယ်မိတ်ဆွေကမှုမွေးလေးကြိုက်တယ်ဆိုရင်နှမ်းပါအနှဲငယ်ထိလိုက်ပါမထိလို့လည်းရပါတယ်ကဲဒါဆိုရင်စားသုံးလို့ရပါပြီကဲကြည့်စမ်းပါဦး
ပုံစံလေးကစားကျင်စရာကြီးကဲရပါပြီခင်ဗျာကဲလောက်ရတာရမ်းလွယ်တယ်နော်လိုက်လောက်စားကြည့်ပါခင်ဗျာကျောင်းရဲ့ဗီဒီယိုကိုအစကနေအဆုံးကြည့်ပေးတဲ့အတွက်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျောင်းမိတ်ဆွေတွေအပန်းမကြည့်ဘူးဆိုရင် follow ဝိုင်းနှိပ်လိုက်ပေးပါလို့တောင်းဆိုချင်ပါတယ်ကျောင်းမိတ်ဆွေတွေကြက်ကြက်မမချစ်ချမ်းသာနဲ့ဝဝလင်းစားနိုင်ကြပါစေခင်ဗျာ